မင်္ဂလာပါခင်ဗျာ3မိနစ်မြန်မာ YouTube နဲ့ Facebook Channel ကနေကြိုဆိုပါရစေဒီကနေ့မှာတော့မြန်မာပြည်အနှံ့အပြားကစစ်ရေးအခြေအနေတွေဟာအရှိန်အဟုန်နဲ့ပြောင်းလဲနေပြီးစစ်ကောင်စီရဲ့ရိုင်နဲ့လာတဲ့အုပ်ချုပ်ရေးရန်တရားနဲ့တော်လှန်ရေးအင်အားစုတွေရဲ့ထိုးစစ်ဆင်မှုတွေအကြောင်းကိန်းဂဏန်းအချက်အလက်အတိအကျနဲ့ကျွန်တော်စုစည်းတင်ပြပေးသွားမှာပါမိနဲ့အနှဲငယ်အတွင်းမှာပဲမြေပြင်သတင်းအချက်အလက်တွေကိုသိရှိနိုင်ဖို့အဆုံးထိနားဆင်ပေးကြပါအောင်ခင်ဗျာပထမဆုံးအနေနဲ့စစ်ကောင်စီရဲ့အကြောက်တရားနဲ့အရက်သားတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့သတင်းတွေနဲ့စလိုက်ရအောင်ပါစစ်ကောင်စီဟာမြေပြင်မှာအထိနာလေကြောင်းနဲ့လက်နက်ကြီးကိုအားကိုးပြီးပြည်သူကိုရန်ပြုလေဖြစ်နေပါတယ်။စကိုင်းတိုင်းကျွန်းလာတဖန်းစိတ်ဆယ်မှာဆိုရင်လေမတ်လ15ရက်ကရွှေဖောင်တွေကို Jet Fighter 2စီးနဲ့3ကြိမ်တိုင်ဘုံကျဲဟဲလူအပြစ်မဲ့အရတာခွင့်မဦးသေးဆုံးပြီး17ဦးဒဏ်ရာရခဲ့တဲ့အပြင်ရွှေဖောင်73ခုလည်းပျက်စီးသွားခဲ့ရပါတယ်။ဒါတင်မကပါဘူး။မန္တလေးတိုင်းမတရားမိုးချိုးရွာမှာနေအိမ်၄လုံးမီးလောင်ခဲ့ရသလိုကမ်းရိုးတန်းဒေသတနင်္သာတိုင်းလောင်းလုံမှာလည်းလက်နက်ကြီး၄ကြိမ်ထပ်မံပြစ်ခတ်မှုကြောင့်အသက်50ကျော်အမျိုးသားတဦးသေဆုံးခဲ့ပါတယ်။ကရင်ပြည်နယ်ဖားကွယ်မှာဆိုရင်လေမတ်လ1ရက်ကနေ15ရက်အတွင်းပေါင်900ဘုံငွေနဲ့တိုက်ခိုက်လို့ကိုဝင်ဆောင်မိခင်အပါအဝင်အရသား6ဦးသေဆုံးပြီးနေအိမ်20ကျော်ပျက်စီးသွားခဲ့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းတော်လန်ရေးအင်အားစုတွေရဲ့ဟန်ချက်ညီတုံ့ပြန်မှုတွေဟာအားရစရာကောင်းနေပါတယ်။မန္တလေးတိုင်းမြင်းကြံမှာဆိုရင်မတ်လ18ရက်ကစစ်ကြောင်းကို3ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်ဗိုလ်တအူးအပါအဝင်15ဦးသေဆုံးပြီး20ဦးဒဏ်ရာရခဲ့ပါတယ်။အထူးသဖြင့်ချင်းပြည်နယ်ဖလန်းစူဘုံလေစိတ်အနီးတိုက်ပွဲတွေမှာတော့စစ်ကောင်စီဘက်က200ကျော်အထိသေဆုံး250ကျော်ဒဏ်ရာရပြီး40ကျော်အထိဖမ်းဆီးရမိခဲ့တာဟာစစ်ရေးအရာအောင်ပွဲကြီးတစ်ရပ်ပါပဲအခုလိုစစ်ရေးအရာအရေးနှိမ့်နေတဲ့စစ်ကောင်စီဟာအုပ်ချုပ်ရေးပိုင်းမှာလည်းအောက်တန်းကျတဲ့နီးလန်းတွေကိုသုံးလာပါတယ်စကိုင်းမကွေးနဲ့ပဲခူးတိုင်းတွေမှာအုပ်ချုပ်ရေးမှုတွေနဲ့ပြူစောထီးတွေဟာလူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးစစ်တပ်ထဲလူစားထိုးရောင်းချတာပြန်ရွေးခိုင်းရင်လဲပြည်မြို့မှာတအူးကို360စလင်းနဲ့ပွင့်ပြူမှာ380ကနေ180အထိတောင်းပြီးငွေညက်နေတာတွေဟာစစ်တပ်ရဲ့ရန်တရားလုံးဝပြက်ပြားနေပြီဆိုတာကိုတက်တည်ပြနေတာပါဒါအပြင် LNC ပြက်လက်မှုကြောင့် International လေကြောင်းလိုင်းတွေကိုတောင်စီမပေးနိုင်တော့တဲ့အခြေအနေဟာစစ်ကောင်စီရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီလို့သုံးသပ်ရမှာပါတော်လန်นี้အောင်နေဖို့အတွက်ဆိုရင်ကျွန်တော်တို့အနေနဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုကျေးလက်အထိဖြန့်ချဖို့စစ်ကောင်စီရဲ့စီးပွားရေးထောက်တိုင်တွေကိုပုံမပိတ်ဆို့ဖို့နဲ့အတိတ်ကအားဖြင့်တော်လန်ရေးအင်ဟာစုအချင်းချင်းကြားညီညွတ်မှုကိုအခြေခံပြီးဘုံရန်သူကိုသာအားစိုက်တိုက်ခိုက်ဖို့အကြံပြုလိုပါတယ်ဟုတ်ကဲ့ပြည်သူအားနဲ့တိဆောက်ထားတဲ့ຫນွေဦးတော်လန်ရေးဟာအခုဆိုရင်အောင်ပွဲနဲ့အနီးစုကိုရောက်ရှိလို့နေပါပြီမိဘပြည်သူများအနေနဲ့တော်လန်ရေးကိုအားပေးတယ်ဆိုရင်ခုလိုစစ်ရေးတရင်သုံးသပ်ချက်တွေကိုများများ share ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ကျွန်တော်တို့3မိနစ်မြန်မာ channel ကိုလည်း like နဲ့ follow လုပ်ထားပေးကြပါဦးခင်ဗျာအရေးတော်ပုံအောင်ရမည်မင်္ဂလာပါခင်ဗျာ3မိနစ်မြန်မာ YouTube နဲ့ Facebook Channel ကနေကြိုဆိုပါရစေဒီကနေ့မှာတော့မြန်မာပြည်အနှံ့အပြားကစစ်ရေးအခြေအနေတွေဟာအရှိန်အဟုန်နဲ့ပြောင်းလဲနေပြီးစစ်ကောင်စီရဲ့ရိုင်နဲ့လာတဲ့အုပ်ချုပ်ရေးရန်တရားနဲ့တော်လှန်ရေးအင်အားစုတွေရဲ့ထိုးစစ်ဆင်မှုတွေအကြောင်းကိန်းဂဏန်းအချက်အလက်အတိအကျနဲ့ကျွန်တော်စုစည်းတင်ပြပေးသွားမှာပါမိနဲ့အနှဲငယ်အတွင်းမှာပဲမြေပြင်သတင်းအချက်အလက်တွေကိုသိရှိနိုင်ဖို့အဆုံးထိနားဆင်ပေးကြပါအောင်ခင်ဗျာပထမဆုံးအနေနဲ့စစ်ကောင်စီရဲ့အကြောက်တရားနဲ့